Mampu sarita nyata zane nagara simnya punya la gato lezuan kebul bantu kisah lunan jaje cuma daba nagara simnya dua ya si luro taman luro satu lunan boya terpenuh kisah lunan jaya jangan kamu kudukan sirena karena kau mana dagwa Inga ngada ni dono tila romya tu buta mayui cinta ganyu saudia cinta dono tila kamu kudokan sirena kudo cinta kamu cinta mata tu mita su wen along do di Buddha nukari gondo sajito bhavana diaro tu wamya se wamya di wamya latan cito bhavana kamu kudokan sirena tuma daba Ini loh jangan dhamma Tingkara daya roti Anaisa Nyedo daya Dukha Siyedo daya Nada Bada Kuma Kesumaya daya Walau Nola Kana Yudungka Duku Cuma Sinjin Wanaya Jadi Udo Bhauna Kamu Kudukan Sirena Itu Bangsu Nyanya Kamu Kudukan Sirena Dujak Ini loh jangan tu caya se kalau dah pun tu, miu yang antara orang nyaru dia, wima bikin se orang macam ini, ada se jama se canda bahagian antara ke besi bahagian tanya dia, ini loh losia tangga yang tu apa sih tu, ada ada dengan sebenarnya ko, dengan ramai mami benaja ko tu dulu se dari mama. Duro kaumnya kita masih. Bila kanyang dah sudah su menyambandi tantara wita dukha do osana thaya pitarane nada Insa dilam Tamadi yama Asyempaya Kaya diri rorundi Tandara Wisiya mauma Lumyaw bayajin Junga Kaya kaya Tangka ajin Tongka aso Yakarana gongo Tajay najay Tongjay abhin Yongji zwa Yote zwa Okwe Sika bagong i Shimbaya Karana gongo mago Yongji zwa Yote zwa Okwe Sika dine Panati bana Ekha bogo Longjong on Sangthai bani Shimpaya Adena dana Ekha bogo Longjong on Sangthai bani Shimpaya Kami tu mesa sara, Ekha bogo, Longjongwa, Sangthai bani, Shimpaya, Buddhawada, Ekha bogo, Longjongwa, Sangthai bani, Shimpaya, Buddhamana, Ekha bogo, Longjong on Sangthai bani Shimpaya Longjong nyasa Tatawa Chanda ku say nyeba se Ubayambe Insinwe Nije jaba se Lu achin chin Lamba chin Ishin jamase, attended, attended, Ishin jamase,
င်းရဲလိုခြင်းအချင်းချင်းအင်းရှင်ကြပါစေဘုရားတပည့်တော်တို့သံဃာယကသံဃာယကမှာကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမိတ်ဆွေမိသားစုဝင်တရားနာမရိတ္တမောဝေယဝိသကုသိုလ်ပြုကြကုန်သောပုဂ္ဂိုလ်အလုံးတို့သည်ကိုယ်စိတ်နှပြဘေးရန်กว่าကျမ်းမာချမ်းသာကြပါစေဘုရားတပည့်တော်တို့သံဃာယကသံဃာယကမကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမိတ်ဆွေမိသားစုဝင်တရားနာပရိဒတ်မောဝေယဝိသကုသိုလ်ပြုကြကုန်သောပုဂ္ဂိုလ်အလုံးတို့သည်သက်ရှိကြမှာစိတ်ချမ်းသာလူရာစံဃပြည့်ပါစေသက်ရှိကြမှာစိတ်ချမ်းသာလူရာစံဃပြည့်ပါစေဣဒံနောတိလံအာတဝခယံဝဟဟောတုဣဒံနောဘုံညာနိဗ္ဗာနတသစ္စယောဟောတုဣတရတိနာတဟသင်္စေကဂရုဓမ္မနိစ္စတိလံအာတုကံတတောအပမဒေနသံဘာဒိဋ္ဌာဒီနေ့အထမဘောကြီးရာမဟာဗောဓိပိယတိသရဏတို့လည်းရောက်ကြပြီးတော့ကုသိုလ်ကောင်းမှုများစီးပွားတို့ပြုလုပ်ကြကုန်သောကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမိတ်ဆွေမိသားစုအားလုံးတို့၏ကုသိုလ်လုပ်ငန်းအခမ်းအနားတို့ကိုကြာကြာတည်းများလူတွေတာရုခေါ်ရအောင်လူတွေနဲ့မကမဟုတ်ကျင်တဲ့ဆောင်းချက်နေတာကြောင့်ကတော့ဆောင်းချက်နေတာကြောင့်ကတော့နတ်မြမာများဝါဘောသတ္တရာကတော့ဆက်ကဘုဒ္ဓမိဘဆွေမျိုးများအတူအပြင်မိမိတို့၏ကိုယ်ဆောင်တဲ့အိမ်ဆောင်တဲ့အိမ်ဝိုင်းဆောင်တဲ့ကျောင်းဆောင်တဲ့ကျောင်းဝိုင်းဆောင်တဲ့တောင်းပဝင်တဲ့မှာဆောင်းချက်နေကြတဲ့တိုးဆောင်တဲ့တောင်းဆောင်တဲ့ဒီမိမိတို့၏ကုသိုလ်လုပ်ငန်းအခမ်းအနားတို့ကိုဝမ်းမြောက်မှုပေါ်တာတို့ခေါ်ရအောင်ဒီညာဒီနေ့ရမယ်ဆိုရင်ဒီတော့ဘုံဘုံကြီးရွာမဟာဗောဓိပိယတိစံတိုက်တို့လည်းကြပြီးတော့မဟာဗောဓိပိယတိစံတိုက်ရှိစာကြဇာတိနာကတော်ရှင်မြတ်တို့စัจ java မှာချမ်းချမ်းသာသာဖြင့်သဗ္ဗေပိယညာတရားပုဒ်ချနိုင်ပြီးတော့အရဏတာဝန်ကိုလွယ်လင့်တကူထမ်းဆောင်နိုင်ပါသည်ခြင်းကျုံနာယတတမှုအာယုံပြု၍ဒီကြီးနာမျိုးသက်ကွာတိတိနာနေကြကုန်သောသမယိတော်မြင့်မြတ်ဥဆောင်သောအဘိဓမ္မာဓမ္မမိတ်ဆွေမိသားစုများအဖွဲ့ကရမှုကြီးတော်သံဃာတော်ရှင်မြတ်တို့တော်မြတ်လာစွာတော်နေစွာခဲပွေစွာတတိစွာလူတော်တို့နှင့်ဆက်ကလူတန်းကြခြင်းဆောက်ရှိတဲ့ကုသိုလ်ကောင်းမှုများစီဝါတို့ပြုလုပ်ကြခြင်းဒုမတပါကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမိတ်ဆွေမိသားစုများဖြစ်ကြသောပူဇော်မြတ်အောင်မငြိမ့်တူတူနဲ့မိသားစုများကသံဃာပါစေစัจ java မှုတို့လူတော်များဆက်ကလူတန်းကြခြင်းတက္ကဥတင်တို့အောင်ဒကမဒေါသနေဝင်မိသားစုများမှလည်းသံဃာတော်ရှင်များတော်တော်လိုက်စေတော်တိုက်တာများဆက်ကလူတန်းကြခြင်းတက္ကဥဘိုးကျိုဒကမဒေါသနေဝင်မိသားစုများမှလည်းသံဃာပါစေစัจ java များစัจ java တဲ့လူတော်များဆက်ကလူတန်းကြခြင်းဒုမတပါပရိဒါအဲ့အခုလောင်းမဲ့ထဲထဲမှာပရိဒါကြီးလက်ပရိဒါထုတ်စီပါပါတယ်ဗျာအလူရှင်တွေကသူ့တော်မျိုးဝင်းတော်လေးတူတူနဲ့က3000ဗျာဒီဦးတော်မျိုးဆွေက3000ဗျာဆရာဦးတိုက်ထွန်းတော်မျိုးက2000ဗျာနောက်တစ်ခါဒေါခင်သားမျိုးက2000ပြီးတော့2000အားလုံးပေါင်း
ရိတ်ဓာတ်အဲ့ဒါမထည့်ပြီးတော့ပြန်လူရှင်တွေလည်းရှိတော့ပြီးတော့လက်ထဲမှာရောက်ပြီးတော့အဲ့ဒါဆိုဒီပြည့်ပြည့်လက်ထဲမှာပါလို့ဟုတ်ကဲ့အဲ့ဒါပါဗျာရေးလိုက်ပြီးတော့ဟုတ်ကဲ့အဲ့လေဟလာဝဏဝဏအာရုဘောရောင်ပညာကြီးရဲ့ထဲမှာတော့ပါတယ်နော်အဲ့ဒါကြီးဖြစ်တယ်ဟုတ်ကဲ့ပါလားအဲ့တော့ကားအစီအလူတော်နေနဲ့လဲခုနကောင်းချက်များစက္ကလူတန်းကြခြင်းဆရာမကြီးတော်ချစ်စေမိသားစုများမှာလဲနောကမှာ3သိန်းခွဲချက်3000ခွဲချက်စက္ကလူတန်းကြခြင်းဟလားဘုရားတက္ကကြီးဦးမျိုးဓမ္မကြီးတော်ကလမမိသားစုများမှာလဲ9000ချက်တန်းပစ္စည်းလေးပါစက္ကလူတန်းကြခြင်းတက္ကဦးဆိုးမြင့်သမီးတော်အေးခိုင်ဆိုးမိသားစုများမှာလဲနောကမှာ1000ချက်စက္ကလူတန်းကြခြင်းတက္ကမတော်လာရင်တက္ကမတော်ရင်မိသားစုများမှာလဲပစ္စည်းလေးပါနောကမှာ1000ချက်စက္ကလူတန်းကြခြင်းတက္ကမတော်စိမ့်စိမ့်တက္ကမတော်ရင်မိသားစုများမှာလဲနောကမှာပစ္စည်းလေးပါနောကမှာ1000ချက်စက္ကလူတန်းကြခြင်းပညာရေးဒီဂရီကောလိပ်မေတ္တာဆောင်တင်နန္ဒဆရာလေးများမှာလဲနောကမှာပစ္စည်းလေးပါနောကမှာလူတော်3500ချက်စက္ကလူတန်းကြခြင်းတက္ကမတော်ရင်ချင်းတာမောင်သေးဖြိုးမိသားစုများမှာလဲပစ္စည်းလေးပါနောကမှာ3သိန်းချက်စက္ကလူတန်းကြခြင်းတက္ကမတော်ဘခင်တန်းမြမှာလဲပစ္စည်းလေးပါနောကမှာ1000ချက်စက္ကလူတန်းကြခြင်းဒကမတော်ပြပြဝင်းမိသားစုများမှာလဲပစ္စည်းလေးပါနောကမှာ3000ချက်စက္ကလူတန်းကြခြင်းဒကမတော်စုစုတွေမိသားစုများမှာလဲပစ္စည်းလေးပါနောကမှာ2000ချက်စက္ကလူတန်းကြခြင်းဒကမတော်ဂီတာမိသားစုများမှာလဲပစ္စည်းလေးပါနောကမှာ2000ချက်စက္ကလူတန်းကြခြင်းဒကမတော်ခင်နဲ့မိသားစုများမှာလဲပစ္စည်းလေးပါနောကမှာ2000ချက်စက္ကလူတန်းကြခြင်းစတဲ့ကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမေတ္တာမိသားစုများမိမိတို့၏ကုသိုလ်လုပ်ငန်းများအတီးတီးစက္ကလူတန်းကြခြင်းကျန်တဲ့ဟလာကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမေတ္တာမိသားစုများလည်းမိမိတို့ရဲ့အလူရှင်ဟာနာမည်များမှာပါခဲ့ရင်ဟလာဒီကဘယ်လိုပါဘောဟလာအားလုံးသောကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမေတ္တာမိသားစုတို့၏ကုသိုလ်တွေအများကြီးပဲဟလာသံဃာတော်ရှင်မြတ်တွေစာပေပြည့်ရဲ့တင်ကြားတဲ့နေရာမှာဘုရားလေးတို့နှစ်ခုကချင်းမကြအောင်ရှားထားရတဲ့ပစ္စည်းတွေကိုဝိသုလေးခွဲပြီးတော့မိမိတို့တလည်းထားအာနာတော်ကြီးအတွက်လည်းချင်းချောင်းထောင်းပန်လူရန်ပူဇော်ဆက်ကကြအခုဒီမှာစာကြစာတင်နာတော်ရှင်မြတ်တို့အတွက်လည်းပစ္စည်းလေးပါတော့ကာမအလူတော်များပရိဘုအလူတော်များဘောင်းရိတ်တာအလူတော်များဘာစေကားတဲ့အလူတော်များသံဃာဝေဘောဇင်စတဲ့လူတန်းပေါ်ရအတွက်တို့ဖြင့်စက္ကလူတန်းကြခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုများစီးပူအားထုတ်ပြုလုပ်ကြတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမေစေမိသားစုများဆရာမကြီးတော်မြတ်မြေဥဆောင်တော်ပြီးဓမ္မမေစေမိသားစုများမိသားစုဝင်များအားလုံးကသံဃာတော်ရှင်မြတ်တို့အတွက်သံသင်္ကန်းကြောင့်စေပစ္စည်းလေးပါလွယ်ရလူဝဲပစ္စည်းများနဲ့တပါစက္ကလူတန်းကြကုန်သောကုသိုလ်ရှင်ကောင်းမှုရှင်ဓမ္မမေစေမိသားစုဝင်အားလုံးတို့ဤကုသိုလ်လုပ်ငန်းခန္ဓာတို့ကိုကြာကြာရမြလူတွေတာတို့ခေါ်ရအောင်လူတွေတင်မကမဝိဉ္ဇဉ်၌ဆုံးချက်နေထိုင်ကြကုန်သောဆုံးရှုံးနေထိုင်ကြကုန်သောနတ်ပြမများဘဝဘောတန္တရာကမဆက်ကဘုဒ္ဓမိဘဆွေမျိုးများအထူးအဖြင့်မိမိတို့ရဲ့ကိုယ်မဆောင်နေတဲ့ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့အိမ်ဝိုင်းဆောင်နဲ့ရပ်ကွက်ဆောင်နဲ့မျိုးဆောင်နဲ့ကျောင်းဆောင်နဲ့ကျောင်းဝိုင်းဆောင်နဲ့တိုးဆောင်နဲ့တောင်ဆောင်နဲ့စတဲ့နည်းနည်းနှကောင်းများလည်းဝမ်းမြောက်မှုမောတာတို့ခေါ်ရအောင်ပညာတည်ပြရတာဖြစ်တဲ့အတွက်ကြောင့်အားလုံးဝမ်းမြောက်ဝမ်းသာတာတို့သုံးချိန်ခေါ်ဆိုတော်မူကြပါသာဓုသာဓုသာဓုအနာဒီပဲလောက်ကြည့်ပြီးတော့လိုက်စီတာဟုတ်မလားဒီစာရေးလေးတွေကိုအဲ့ကနေပဲလက်ပြီးတော့အကြလိုက်စီလိုက်တော့လောက်ကြည့်ပြီးတော့တံဂတ္တဒေမဝိဟာရဒါနတ္တပစ္စယဒါနတ္တနဝကမ္မတ္တနိဗ္ဗာနတ္တပစ္စယောဟောတုဤပစ္စည်းလေးပါဖြစ်ကြပါသောသံသင်္ကန်းကြောင်းစေ
ဘဝကမ္မ ဘဝကမ္မ ဝိပရိဒါပင် ဒီပတိတာ အလူတော်တို့ကို တော်တို့ကို ဘုရားတပည့်တော်တို့ ဘုရားတပည့်တော်တို့ ဓမ္မမိတ်ဆွေ မာမိတ်ဆွေ မိသားစု ဒီလာစု အတိတိတို့က ဒီတို့က တန်ခါဂုံကိုအာယုပြု၍နိဗ္ဗာန်ဤမှလူတန်းစက္ကမာဂုံဤ ကပ္ပါကို အရှင်ဖယားဤကောင်းမှုဤစေတနာတို့ကြောင့်ဘုရားတပည့်တော်တို့သည် ဘုရားတပည့်တော်တို့ တန်ကြမာမာ ဓမ္မ သံဃာတာဖြင့် သံဃာတာ မိထိုင်ရာပြီး၍ နိဗ္ဗာန်ဤအာကြည်သောအာကောင်းသောအထဝပံဖြစ်ရပါစေတာအရှင်ဖယားတဲ့ဝမြဝန္တာသာဓုခေါ်ကြသူသာဓုသာဓုသာဓုလူဝေရီအကြရအောင်ဒီမှာဒီမောရနာဒီဟာဒီစပတ်တွေလည်းလူဝေရီလည်းတက်ကြတယ်ဒီစပတ်တွေကကပ်ပြီးမှဒါကြီးဒီလေးကနော်ဖွဲ့လိုက်ကြည့်တဲ့လူပါလို့ ဒီစတုချအမြတ်မပေးဝေခင်ဒီမောရနာနေငယ်အဲ့တော့ဒီလိုဒီနေ့လွတ်လပ်ရေးဟုတ်လားလွတ်လပ်ကုသိုလ်တွေပြုရမယ်ဒီလိုဒါကြီးဒီမှာကြီးဒီလိုလေးညအခါတည်းရတယ်ဒီကျဲလေးမှတ်ထားကြ။ဥဒိဋ္ဌံမှာကုသိုလ်ကောင်းမှုတွေဖြစ်အောင်ဒါဦးဇင်းတို့သာသနာတိုင်းလည်းအာယုံစွမ်းခဲဝယ်စွမ်းနေနဲ့သံဃာတော်ရှင်မြတ်တွေသာပေရတရားပုချနိုင်အောင်သာရဏတာဝန်တွေထမ်းဆောင်နိုင်အောင်လို့ဆိုပြီးတော့သာသနာတိုင်းအာယုံစွမ်းခဲဝယ်စွမ်းနေတဲ့စက္ကန့်ထူထမ်းကြတဲ့ကုသိုလ်ကောင်းမှုများဒီဘဝတို့ပြုလုပ်ကြတာဖြစ်တယ်။ဒီမှာလည်းဒီလိုထူးထူးခြားခြားအနေနဲ့လူဝယ်ပစ္စည်းပြည့်ပြည့်စုံစုံနဲ့သံတင်ကံကြောင်းဆေးအတွက်ပစ္စည်းလေးပါးနွားကမှာအလူတော်ရေရောဒီတန်ဃာတော်ရှင်မြတ်တွေကိုစက္ကပ်လာတာနှစ်တည်ကြာပြီပေါ့ကုသိုလ်ပြုတဲ့နေရာဌာနလည်းလွဲသွားတယ်စက္ကပ်လာတဲ့တန်ဃာတွေကတော့ဒီတန်ဃာတွေပဲမိမိတို့စက္ကပ်လူတန်းလာတဲ့ကုသိုလ်ကောင်းမှုဒီတန်ဃာတွေကိုပဲထောက်ခံလာတဲ့နှစ်တည်ကြာပြီကုသိုလ်တွေနဲ့ကတော့စက္ကဖြစ်နေတာအဲ့တော့ဦးဇင်းတို့ဒကာကြီးဒီမကြီးတွေအဘိဓမ္မာတင်တန်းလဲတက်တာတော့အဘိဓမ္မာနာမည်ကောအဘိဓမ္မာဓမ္မမိတ်ဆွေဆိုတော့အဘိဓမ္မာအကြောင်းအဲ့တော့အဘိဓမ္မာအကြောင်းဆိုရင်ဦးဇင်းတို့အဘိဓမ္မာထဲမှာကမ္မထာပိုင်းမှာပါတဲ့စာရာလေးရှိအဲ့တော့ကမ္မထာပိုင်းမှာ
ဒီလိုတကားကြီးဒီမှာကြီးတယ်ကြာဖို့ပြီးသားတည်ပြီးသားဖြစ်တဲ့တရားလေးအဲ့မှာကမ္ဘာပိုင်းမှာဗာလေးတွေပြတယ်ကမ္ဘာတိုင်းပိုင်းမှာဘာဝနာနဲ့နိမိတ်ကိုပြည့်စက်ပြတယ်ဒီနေ့အဘိဓမ္မာတင်တဲ့အခိုက်မှာပဲဖြစ်ဖြစ်အဘိဓမ္မာဆိုတာနည်းနည်းတော့ကြတော့ဒီအဘိဓမ္မာပု္ပ္ပာကိုဟဲ့လားဆရာမကြီးကလည်းရှင်းပြလိုက်ပြီဆိုရင်နောက်ကစာတင်တဲ့ပုဂ္ဂိုလ်ကတေးချာချာဂိမ်းဆိုင်ပြီးနားထောင်တာဟောသုံးတယောက်ကဆရာပဲဖြစ်ဖြစ်ဆရာမပဲဖြစ်ဖြစ်သင်ကြားပေးပြီဆိုရင်ဂိမ်းဆိုင်ပြီးတော့နားထောင်တာအဲ့တော့အဲ့လိုမျိုးရောနောက်ပြီးမိမိတို့ကိုယ်တိုင်ရောတရားကုသိုလ်ပွားတာမျိုးပဲဖြစ်ဖြစ်တရားဘာဝနာအထုတ်တာမျိုးပဲဖြစ်ဖြစ်အဘိဓမ္မာသင်တန်းတက်နေတဲ့အခိုက်ပဲဖြစ်ဖြစ်တဲ့ဟဲ့လားအဲ့မှာစာမှာတော့အာရိကမိကတာဟိပထဝီမန္တလာတိတုတိမိတ်တာဥက္ကဏတ္တသမာရမဏပရိကမနိမိတ်တံဒီသာသဘာဝနာပရိကမဘာဝနာနာမဆိုတဲ့ဟုတ်လားကမ္မဋ္ဌာန်းပိုင်းမှာဒီကကမ္မဋ္ဌာန်းပိုင်းမှာလာတဲ့ပါစပြီးတော့ဘုရားတော်တိကုံတော်စပဲပွားများဟောအဘိဓမ္မာစာပေကိုစပြီးတော့သင်မယ်စပြီးသင်တော့မယ်ဆိုရင်ရှိရစာတင်ပေးတဲ့ဆရာကဒီစာကိုဒီလိုလေးကြည့်လို့အေးချာချာနားလည်အောင်ဆိုင်ကြည့်လို့ပြောလိုက်လို့နောက်ကဟလာလိုက်ပြီးသင်တန်းတက်တဲ့ဆရာဆရာမတွေကလိုက်ပြီးကြည့်လိုက်ပြီးဆိုရင်လိုက်ပြီးတော့မှတ်လိုက်ပြီးဆိုရင်စိတ်ကစာထဲမှာအာယုံပြုလိုက်တဲ့အတိုင်းနဲ့တန်းပြီးတော့ဘာဝနာကတန်းဖြစ်တယ်ဘယ်ဘာဝနာတန်းဖြစ်လဲဘယ်ဘာဝနာတန်းဖြစ်လဲဆိုရင်ဒါလည်းပရိက္ခမဘာဝနာတန်းပြီးဖြစ်တယ်ဟောဒီလိုမျိုးအဲ့ဒီလိုပဲစာတင်တာပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုပြုတာပဲဖြစ်ဖြစ်ဟုတ်လားကုသိုလ်ကောင်းမှုပြုတဲ့နေရာနှံ့ကြည့်လိုက်လူစဉ်တို့တရားကြီးဓမ္မကြီးတွေဟောငါတို့ဒီကောင်းတိုက်ကိုစုကပ်ဖို့ဒီနေရာကိုစုကပ်ဖို့အတွက်ရဲယူထားတာကြားတယ်အဲ့တော့ဒီအလူကကြောင်းကြဆိုင်ရတယ်ရက်တွေလာနိုင်ချိန်နဲ့ဒီဒီဟဲ့လားကြောင်းကြဆိုင်ပြီဟာဘယ်လိုအဖြစ်ဘယ်လူချင်းတွေလားလူအောင်မှာဟဲ့ဆိုတော့ကြောင်းကြဆိုင်ပြီးတော့လုပ်ကြတဲ့ကုသိုလ်ရှင်ကောင်းမှုရှင်တီတီပြီးတော့တည်းဟောငါတို့ညမကြီးတဲ့တန်ခါတော်ရှင်မြတ်လေးတွေစာပေသင်ကြားတဲ့နေရာမှာအစဉ်ပြေအောင်လို့ဗာလေးပြင်ငါတို့လူလိုက်ဦးမယ်ဗာလေးပြင်ကတ်လိုက်ဦးမယ်ဗာလေးပြင်ကျူးလိုက်ဦးမယ်ဆိုပြီးတော့စိတ်ကလည်းဒီလိုမျိုးတက်ပြီးညွှန်းလိုက်ပြီးဆိုရင်ကိုပရိကမ္မဘာဝနာတန်ဖြစ်ပြီအဲ့တော့နိမိတ်လည်းတွေ့ကြည့်တယ်ပရိကမ္မနိမိတ်အဲ့မှာတန်ရစိတ်ကကုသိုလ်ကောင်းမှုတွေမှာအာယုံစိုက်နေပြီဆိုရင်ဟဲ့လားကုသိုလ်ကောင်းမှုတွေမှာအာယုံလေးစိုက်လာပြီဆိုရင်ဟောဘုရားတော်တိဂုဏ်တော်အာယုပြုလို့ရှိရင်လည်းဘုရားဂုဏ်တော်မှာအာယုလေးစိုက်ပြီးတော့စိတ်လေးရတည်တည်လာပြီဆိုရင်နောက်တစ်ချက်တရားဘာဝနာအားထုတ်လို့အာနာပါနာများရှုမှတ်ပွားများလို့စိတ်လေးများတမာတိလေးပြီးလာပြီဆိုရင်ဟောဒီလိုမျိုးမေတ္တာဘာဝနာလေးပွားများအားထုတ်လို့မေတ္တာဘာဝနာအားထုတ်တဲ့အခါမှာစိတ်လေးကမေတ္တာဘာဝနာပုဒ်တာတဲ့ပုဂ္ဂိုလ်ပေါ်မှာစိတ်လေးကရောက်နေပြီဆိုရင်ဟောဒီလိုမျိုးအဲ့ဒီအချိန်မှာဆိုရင်ဟဲ့လားစိတ်ကညွတ်ပြီးတော့ဝိရိနာမိတစိတ်ကညွတ်လိုက်ပြီးဆိုရင်စိတ်လေးကညွတ်လိုက်လို့စိတ်လေးကတီးတီးလာပြီဆိုရင်ဟောပရိကတိုင်းပဲရှိရှိနော်ပရိကတိုင်းလေးပွားများလိုက်လို့ပရိကတိုင်းရှိတဲ့နေရာမှာရေကြီးလို့ရှုလိုက်လို့စိတ်လေးရများတီးတီးစိတ်လေးရများအဲ့ဒီပေါ်များရောက်နေပြီဆိုရင်ကုသိုလ်ကောင်းမှုပေါ်များစိတ်လေးများညွတ်နေပြီဆိုရင်အဲ့ဒီချိန်မှာဘာဝနာကအစစ်တက်သွားတယ်။ဒီဘာဝနာရောက်ပါတယ်ဆိုရင်တဲ့လားဥပ္ပဇာရဘာဝနာဖြစ်လာပြီ။တမာတိအနေနဲ့ဆိုလို့ရှိရင်လည်းဥပ္ပဇာရတမာတိလေးတီးလာပြီ။ဟောဒီလိုမျိုးဒီလိုနေ့စဉ်ဒီတိုင်းကုသိုလ်ကောင်းမှုတွေဘုရားကုသိုလ်ပွားများလို့
မေတ္တာပေါင်းများမေတ္တာပေါင်းနာပွားများမှုဟလာတနေ့ကမ္မထာ40တွေကတစ်ခုခုကိုအားတန်နဲ့ဟလာကမ္မထာတစ်ခုဆိုတာရှိတယ်တချို့ကဗုဒ္ဓနုဒတိကုံသောဘာဝနာအားတန်တယ်တချို့ကတော့မေတ္တာဘာဝနာအားတန်တယ်တချို့ကတော့အာနာပါနဟလာဝိလေထွက်လေရှိရတာအားတန်တယ်စတဲ့မိမိတို့အတိအားထုတ်နေကြတဲ့စရဏလေးမှာစပြီးကြိုးစားအားထုတ်လိုက်ပြီးဆိုရင်ပရိက္ခမဘာဝနာဖြစ်ပြီးဖြည်းဖြည်းချင်းသမာဓိလေးပြီးလာပြီးဆိုရင်ဥပ္ပဇာရဘာဝနာဖြစ်ပြီးဟောအဲ့ကမှတစ်စက်တက်ပြီးတော့သမာဓိညာဆက်ပြီးတော့တည်တံ့လာမယ်ဆိုရင်ဟုတ်လားအပ္ပနာဘာဝနာတတ်နိုင်ဖို့အတွက်နော်အဲ့ဒီအချိန်မှာမဟာကုသိုလ်ညာနာတံမြုပ်ကဉာဏ်စဉ်နဲ့ကိုကြည့်လိုက်ဉာဏ်စဉ်နဲ့မှကြည့်လိုက်သီလဝိတ္တုကစင်ကြဲနေရသီလဝိတ္တုတွေများစင်ကြဲလာပြီဆိုရင်မိမိတို့စိတ်လေးကအတော်အသင့်တည်ကြည်လာစိတ်လေးတည်ကြည်နေပြီဆိုလို့ရှိရင်ဘယ်လောဘမှာကိုယ်စိတ်ထဲမှာကိုယ်တဏ္ဍာမှာဖြစ်မလာဘူးဟောစိတ်လေးကတည်ကြည်နေပြီကုသိုလ်ဘက်မှာစိတ်လေးကညှို့ပြီးတော့တည်ကြည်နေပြီဆိုရင်ဘယ်ဒေါသမှာမိမိတို့တဏ္ဍာမှာဖြစ်လာမှာမဟုတ်ဘူးလောဘတွေဒေါသနောက်ပြီးတော့အိတ်တာတွေဝိသရိယမိမိတို့ရဲ့တဏ္ဍာမှာဖြစ်လာမှာမဟုတ်ဘူးဟောအဲ့လိုမဟုတ်ဘူးကြောင်းညာလေးတွေ့ကြည့်လိုက်ကုသိုလ်ဘက်မှာစိတ်ကမညှို့ဘူးစိတ်ကမတည်ကြည်ဘူးဆိုရင်ဘာတွေဖြစ်လာမလဲကြောင်းညာပြန်ကြည့်လိုက်လောဘရဲ့စက်ကျင်ဘက်နော်အလောဘရဲ့စက်ကျင်ဘက်လောဘတွေဖြစ်လာနော်မေတ္တာရဲ့စက်ကျင်ဘက်ဒေါသတရားတွေဖြစ်လာမုဒိတာရဲ့စက်ကျင်ဘက်ဝိသရိယတွေဖြစ်လာနော်အဲ့ဒီလိုမျိုးမိမိတို့ရဲ့တဏ္ဍာမှာလောဘဒေါသမောဟအစတဲ့ကိလေသာတရားတွေမကိန်းအောင်နိုင်အောင်လို့တဲ့လားဘုရားရှင်ကဒေသနာတော်မှာဒီလိုမျိုးဘုရားနုဒတိဂုဏ်တော်စတဲ့ဘာဝနာပဲပွားများဒါနစတဲ့ကုသိုလ်ကောင်းမှုများတောင်းတဆိုင်၍ဥတည်ပဲဖြစ်ဖြစ်ဟောစတဲ့မေတ္တာဘာဝနာတွေပဲပွားများအားထုတ်တဲ့လားသမာဓိလေးတည်လာပြီဆိုရင်ဥပ္ပဒါရသမာဓိဖြစ်တဲ့မဟာကုသိုလ်ညာနာတံမြုပ်စိတ်လေး၄ပါးအဲ့၄ပါးမှာတဘာဘာများဖြစ်လာပြီဆိုရင်ဟဲ့လားမိမိတို့ဟဲ့လားနိဗ္ဗာန်သင်္ခါရနိဗ္ဗာန်ကိုတဏှာဖို့အတွက်အထောက်အပံ့ပစ္စယဖြစ်တယ်ဟဲ့လားအထောက်အပံ့ဖြစ်တယ်အဲ့ဒီမှာများဥဒ္ဒါရသမာဓိတည်တဲ့ခိုင်မှာဥဒ္ဒါရသမာဓိတည်မဟာကုသိုလ်ညာနာတမေပရိက္ခဥပ္ပဇာအမှုလုံးနေနဲ့ဟဲ့လားဥဒ္ဒါရဇောနေနဲ့ဖြစ်လာပြီဆိုရင်နောက်ဆုံးနောက်ရဲ့တစ်ဆင့်တက်လာရင်အဲ့ပရိက္ခဥပ္ပဇာအမှုလုံးနာကနော်လူလုံးမဉာဏ်တိုင်အောင်များဉာဏ်စီလေးများဖြစ်လိုက်တယ်ဆိုရင်ဘို့နောက်ကဘုရားတော်စိတ်တွေရှိအဲ့ဘုရားတော်စိတ်ကဉာဏ်စီလေးထပ်တက်ပြီးတော့မိမိတို့ရဲ့ဟလာတိတဲ့ဉာဏ်စီကိုဆက်ပြီးတော့တက်နိုင်တယ်ဆိုရင်နော်သူကတော့အဲ့မှာပြလာတော့သီလဝိတ္တုဒီသီလစင်ကြယ်ရမယ်ဟလာစာမှာပြအဲ့တော့ဦးဇင်းတို့ဒကာကြီးဒီမကြီးဒီဟလာသီလတွေခံစောင့်တည်ထားကြဟောတရဏဂုံတွေစောင့်တည်ထားကြစာမှာတော့သီလဝိတ္တုဒီဖြစ်ရမယ်နော်အာဇီဝပါဠိတုတ်ဒီအမှုစင်ကြယ်ရမယ်စတယ်ဟလားပါဠိမောက္ခသံဝရသီလနော်ဣန္ဒြိယသံဝရသီလအဲ့ဒီလိုမျိုးစတဲ့သီလဝိတ္တုဒီညာစင်ကြယ်ရမယ်သီလဝိတ္တုဒီစင်ကြယ်လာပြီဆိုရင်ကုသိုလ်ကောင်းမှုဖြစ်တဲ့ပရိက္ခဥပ္ပဇာအမှုလုံးအဲ့အမှုလုံးကဉာဏ်လေးကမဟာကုသိုလ်ဉာဏတမြုပ်လေးညာဖြစ်လာပြီဆိုရင်နောက်မှာဘုရားလူစိတ်တွေရှိတယ်ဘုရားလူဉာဏ်စဉ်ဟာဘုရားလူဟာနိဗ္ဗာန်မှာလဘိတ်တော်ဆိုတာဘုရားလူစိတ်တွေနိဗ္ဗာန်ကိုအာယုံပြုတဲ့အတွက်ကြောင့်ဝိပဿနာဉာဏ်ဖြင့်ဘုရားနုတ္တိဂုဏ်တော်ကနေစတဲ့သမထလိုင်းရလေဟုတ်လားဝိပဿနာလိုင်းအိဋ္ဌဒုက္ခအနတ္တကိုရှုနိုင်တဲ့လက္ခဏာရဲ့၃ပါးကိုရှုမှတ်စင်ကြယ်နဲ့ပွားများနိုင်တဲ့
ဉာဏ်စဉ်လေးများရလာပြီဆိုရင်ရှုမှတ်နိုင်ပြီဆိုရင်တဲ့လားအဲ့ဒီကုသိုလ်စိတ်ကနိဗ္ဗာန်မှာလည်းဘိတ်တော်နိဗ္ဗာန်ကိုအာယုံပြုနိုင်တယ်အဲ့တော့ဒီလိုဟဲ့လားနိဗ္ဗာန်ကိုအာယုံမပြုနိုင်ရင်နိဗ္ဗာန်မှာလည်းဘိတ်တော်နိဗ္ဗာန်ကိုအာယုံမပြုသေးတဲ့ဟဲ့လားရှေ့ကလူလုံးမဉာဏ်စဉ်ရောက်ပြီဆိုရင်ဘယ်ဟဲ့လားစာမှာတော့ဒုက္ခတိနာဘိသာနိယဒုက္ခတိဟဲ့လားဒုက္ခတိဆိုတဲ့မကောင်းသောဂတိဆိုတာမသိဘူးဟဲ့လားမကြားဘူးတော့ဟောဒုက္ခတိသာအဘိသာနိယဒုက္ခတိပဲကြားဘူးလားဒုက္ခတိကိုလည်းသိတာကောင်းတဲ့နေရာကောင်းတဲ့ဌာနကိုပဲဉာဏ်ကတော့ရောက်ပြီးတော့သိနေတယ်တဲ့ဟဲ့လားဒီလိုစိတ်လေးတွေလည်းဟဲ့လားဒီလိုမျိုးသံဃာတော်ရှင်မြတ်တွေအတွက်ဒါနကောင်းမှုကုသိုလ်တွေဟဲ့လားဒီလိုအခုကချွေချေမကြအောင်ရှားထားတဲ့ပစ္စည်းဥစ္စာတွေထဲမှာကျောင်းကြီးတဲ့သံဃာတော်ရှင်မြတ်တွေစာကြစာတဲ့သံဃာတော်ရှင်မြတ်တွေတဏှမမတဏှတာတာဖြင့်စာပေပြီးတဲ့များပြန်ပို့ချနိုင်ပြီးတော့သာသနာ့တော်ကိုလွယ်လေးတကူထမ်းဆောင်နိုင်ပါစေဆိုပြီးတော့စိတ်လေးရနဲ့ဤတမှုအာယုံပြုလိုက်တဲ့ကုသိုလ်ကောင်းမှု၄ရာမိမိတို့ရဲ့စိတ်လေးတည်တည်ကြည်နဲ့ပြုတဲ့ကုသိုလ်ကောင်းမှု၄ရာယုံယုံကြည်ကြည်နဲ့ယုံပြီးတော့လည်းနောက်ကနေကြည်နေတဲ့ဟလားစိတ်လေးရှိရမယ်ယုံတော့ယုံနဲ့နောက်ကကြည်နေမှုပတာဒစိတ်လေးမရှိဘူးဆိုရင်ကုသိုလ်ကောင်းမှုကလဲချော်သွားတတ်တယ်အဲ့တော့မိမိတို့မှာယုံရမယ်နောက်ကကြည်နေမှုပတာဒလည်းရှိရမယ်ဆိုရင်တဲ့လားမိမိတို့ရဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့မဟာကုသိုလ်ဉာဏ်တမ်းမြုပ်လေးရာဒုက္ခတိကိုတန်လန်းနိုင်ပါလိမ့်မယ်ဒုက္ခတိကိုတန်လန်းနိုင်ပြီးတော့နိဗ္ဗာန်မှာလည်းဘိတ်တော်ဟာနိဗ္ဗာန်ကိုအာယုံပြုနိုင်ကြတဲ့ဒါယကဒိုက်ကမှာပေါင်းသူတော်ကောင်းများဖြစ်နိုင်ကြပါလိမ့်မယ်တဲ့ဒီအတွက်ကြောင့်ယနေ့အထက်ဘဝကျေရွာမာဝရီပြည့်တိစာရင်းလိုက်တို့လာရောက်ကြပြီးတော့ကုသိုလ်ကောင်းမှုများစီကူအထောက်ပြုလို့ကြကုန်သောဒီတိနာမျိုးခေဘတိတိမှာဒီတိုင်းကြကုန်သောဇမတိတော်မြင့်မြတ်ဥဆောင်သောအဘိဓမ္မာဓမ္မမိတ်ဆွေမိသားစုများအခြားခြားသောအသီးသီးသောလူချင်းဓမ္မမိတ်ဆွေမိသားစုအားလုံးတို့သည်ဘုရားမြတ်စွာဘုရားရှင်၏ဒေသနာတော်အတိုင်းဟဲ့လားမိမိတို့ဘုရားနုဒတိဂုံတော်မေတ္တာဘာဝနာဒါနစတဲ့ကုသိုလ်ကောင်းမှုဟဲ့လားအာနာပါနာစတဲ့ဟဲ့လားဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်များကိုနေ့စဉ်နေ့တိုင်းကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းနေ့စဉ်နေ့တိုင်းကြိုးစားအထောက်နိုင်ကြပြီးလေမိမိတို့ရဲ့ဣတ္တတိဉာဏ်စဉ်အားလျော်စွာပရိက္ခမဘာဝနာဥဒ္ဒါရဘာဝနာအပ္ပနာဘာဝနာတိအောင်တတ်လန်းနိုင်တဲ့ဉာဏ်စဉ်များကမ္မတက္ကတာဉာဏ်စဉ်များရရှိနိုင်ပါသည်ကမ္မတက္ကတာဉာဏ်စဉ်များရရှိနိုင်ပြီးတကလားအနုလောမဉာဏ်တွေတစ်ဆင့်နိဗ္ဗာန်မှာလည်းဘိတ်တော်ဆိုတဲ့ကုသကုဉာဏ်တိုင်အောင်အတိတိကိုယ်စီကိုယ်ကရရှိနိုင်ကြပြီလေဒီခုမြတ်ဘဝ၌မနောတသံပတ္တိလို့ဆိုတဲ့လူစည်းစိမ်လူချမ်းသာတို့ကိုအတိတိကိုယ်စီကိုယ်ကရရှိခံစားနိုင်ပြီးတကလားရှေးရှေးသောအရိယာမောင်သူတော်ကောင်းကြောင်းကြီးတို့ခိုးအောင်ရာဖြစ်တဲ့နိဗ္ဗာန်သံပတ္တိလို့ဆိုတဲ့နှစိစိတ်နှချမ်းသာနဲ့တကွနိဗ္ဗာန်သံပတ္တိလို့ဆိုတဲ့နိဗ္ဗာန်ရှိတဲ့နိဗ္ဗာန်ချမ်းသာတို့ကိုအတိအတိကိုယ်ဒီကိုယ်ကရရှိခံစားနိုင်ကြကုန်သောသူတော်စင်တိုင်ကဒိုက်ကမှာပေါင်းသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းသူတော်စင်တိုင်ကဒိုက်ကမှာပေါင်းသူတော်ကောင်းများဖြစ်ကြပါစေကုန်သာရဲ့လို့ပဋ္ဌနာအောင်စုပြုလိုက်ကြကုန်ရာတည်းကုသိုလ်ကောင်းမှုများကိုရေစက်တွန်းချမြတ်တန်ပြီးဝေကြစို့ကဲလိုက်ဆိုရအောင်ဣဒံသောဘုံညာနိဗ္ဗာနတသစ္စယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဓမ္မမိတ်ဆွေဒီသာစုများသည်တတ္တာသီလသာဘမေညာမိကြတရားအညီအမျှသာရှိကြသည်အားလျော်စွာယနေ့ယခုအချိန်ခါ၌ဘုရားတပည့်တော်တို့ဓမ္မမိတ်ဆွေဒီသာစုများအတိတိကအထက်ဘဘောင်းကြီးရွာမဟာဗောဓိပရိယတိစာနေတိုက်တို့လာရောက်၍ပရိယတိစာနေတိုက်ရှိ
သာချစာတေသံဃာတော်အရှင်မြတ်တို့ကျမ်းကြမာမာဆန်းချမ်းသာသာဖြင့်သာမေပရိယများတင်အံကိုချနိုင်ကြီး၍ပရမတာဝန်ကိုဝေကူစွာသံဆောင်နိုင်ပါစေခြင်းအကျိုးငါသွမ်းတင်နာကြောင်းစေပစ္စည်းလေးပါဘဝကမ္မအလူတော်များဖြင့်စိတ်ပစ္စည်းအလူတော်ဖေဝေသွမ်းအလူတော်ဤမျိုးစုံတော်ဝဲအလူတော်တို့ကိုနိဗ္ဗာန်ရည်မှန်း၍လူဒန်းသက္ကပါကုန်၏အရှင်ဘုရားတရဏဂုံသုံးပါးနှင့်တကွာသင်္ဃာ၅ဓာတ်နှင့်ပြည့်စုံသောသီလတော်မြတ်တို့ကိုထမှန်၍သင်သုံးခံယူအောက်ဒီပါကုန်၏အရှင်ဘုရားဤကုသိုလ်၏အကျိုးအားကြောင့်ဘုရားတပည့်တော်တို့ဓမ္မမိတ်ဆွေမိသားစုဝင်တရားနာပရိသတ်မောင်သူတော်ကောင်းပုဂ္ဂိုလ်အလုံးတို့သည်ယနေ့မှစ၍နိဗ္ဗာန်ရသည်နိဗ္ဗာန်ရောက်သည်ဘဝတိုင်အောင်ကျမ်းကျမ်းမာမာချမ်းချမ်းသာသာဖြင့်တတန်စေတတန်ပြေဒီထိုင်ရပြီး၍လူမှုရေးစီးပွားရေးကျမ်းမာရေးမိသားစုရေးအစရှိသောအောင်းကျိုးဒုက္ခမင်္ဂလာပေါင်းတို့သည်လည်းတစ်နေ့တစ်ခြားဒီလားတကဲ့သို့ကိုးကွာ၍ပြည့်စုံကြပါလို၏အရှင်ဘုရားအိုခြင်းနာခြင်းစေခြင်းကိယာဖြစ်သောနိဗ္ဗာန်ရှိပြီမြတ်ကိုလည်းလင်းမြန်စွာမြတ်မောပြုရပါလိုကုန်၏အရှင်ဘုရားနိဗ္ဗာန်မရမီဘဝတိုင်း၌လည်းဤလူတိုင်းရသောဤပြုလို့ရသောကုသိုလ်ကောင်းမှုကြောင့်ဘုရားရှင်၏အဟိတဝကကြီးဖြစ်သောအရှင်သူတော်ဓာမထေရကြီးကဲ့သို့မရှိဟုသောစကားများကိုလည်းမကြားရပါစေနဲ့အရှင်ဘုရားဣမံပုညဘာကံသဗ္ဗတတ္ထာနံဘာတိမာအရှင်ဘုရားဘုရားတိတော်တို့ဒီနေ့ယခုလူတိုင်းရသောဒါနကုသိုလ်သောတိရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ဘုရားကကိုဤကင်ဖခင်ယေရှုရှင်မအစပြု၍သုံးသက်တဘုံ၌သင်လည်းဘုံသောဝိနိယဒုက္ခိတာဒုက္ခိတသတ္တဝါအနန္တတို့အားအမြဝေပါ၏အမြဝေပါ၏အမြဝေပါ၏အထူးအားဖြင့်ကိုယ်ဆောင်နှင့်အိမ်ဆောင်နှင့်အိမ်ဝိုင်းဆောင်နှင့်ရက်ကွက်ဆောင်နှင့်မျိုးဆောင်နှင့်ကောင်းဆောင်နှင့်ကောင်းဝိုင်းဆောင်နှင့်ကိုယ်ဆောင်နှင့်ကောင်းဆောင်နှင့်အာရဏတော်ဆောင်နှင့်အစရှိသောနမျက်နှကောင်းနတ်ပေါင်းတို့အားလည်း
အမြဝေပါ၏အမြဝေပါ၏အမြဝေပါ၏အမြရာကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝန္တာကြသည်ဖြစ်ကြပါလေကုန်သောအာလောသာကြရမြအမြအမြအမြဒီတော်မူကြပါကုန်သောအာဒီအာဒီအာဒီအာလောသာကြရမြအမြအမြအမြဒီတော်မူကြပါကုန်သောအာဒီအာဒီအာဒီအာလောအမြအမြအမြဒီတော်မူကြပါကုန်သောအာဒီအာဒီ